ဟာတဲ့ ready တောက်အောင်လားတဲ့လှမ်းကြည့်လိုက်တော့နောက်နေရထင်တယ်အော်တကယ် ready ပါလာတယ်အဲ့တပူးကိုတောက်လိုက်တာတဝက်လောက်တော့ကုန်သွားပြီးတော့ကျန်တဲ့တဝက်ကိုထည့်ထားလိုက်တယ်ဟိုတကယ်လိုအပ်နေတဲ့အချိန်မှာကဒီ electrolyte ရသွားတာဒါတော်တော်လေးဒါအမှတ်ရပဲ